Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြန်မာ U Bridge Organization ကခန့်ပဲဖြစ်ပါတယ်ဒီနေ့ပြောပြပေးချင်တာကတော့ကျွန်တော်တို့မြန်မာ U Bridge Organization ရဲ့ဦးတည်ချက်တွေရည်ရွယ်ချက် mission တွေနဲ့ဘာတွေလှုပ်ဆောင်သွားမလဲဆိုတဲ့ process လေးတွေကိုအားလုံးကိုသိရှိသွားအောင်မိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ် MYB Organization ရဲ့အဓိကဦးတည်ချက်နဲ့ရည်ရွယ်ချက်ကိုပြောရမယ်ဆိုရင်လူတဦးတယောက်ချင်းစီတိုင်းရဲ့စိတ်ကျန်းမာရေးကိုယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ well-being တွေဗဟုသုတတွေကိုမျှဝေပေးခြင်းနဲ့အပြင်ဒီ career ကိုဆက်လက်ရှောက်လန်းခြင်းနဲ့ညီငယ်ညီမငယ်လေးတွေအတွက်လည်းလမ်းဖောက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ရဲ့ဒီ MYB Organization ကြီးကိုစတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ဒီအဖွဲ့အစည်းကနေပြီးတော့မှလူငယ်တွေရဲ့ပညာရေးကိုကူညီအားဖြည့်ပေးနိုင်မှုအတွက်အခြားသောအဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းပြီးတော့စေတနာဝန်ထမ်း volunteer job တွေကို in person on ground မှာပဲဖြစ်ဖြစ်လူမှုကွန်ရက် online မှာပဲဖြစ်ဖြစ်လှုပ်ဆောင်နိုင်အောင်လို့ဖန်တီးပေးသွားအောင်မှာပဲဖြစ်ပါတယ်။အထူးသဖြင့်ဒီ volunteer job တွေကနေပြီးတော့မှတဆင့်စေချောင်းစိတ်ပညာ၊နည်းပညာနဲ့လူမှုဆက်ဆံရေးကို steady approach လုပ်တဲ့ကျောင်းသားကျောင်းသူတွေအတွက်လည်းတကယ်ကိုအများကြီးထောက်ကူဖြစ်စေမှာဖြစ်ပါတယ်။နောက်ပြီးတော့ scholar လျှောက်တဲ့အခါမှာအသုံးပြုနိုင်မယ့် certificate တွေကိုရရှိအောင်လို့လည်းကျွန်တော်တို့အဖွဲ့အစည်းကနေပြီးတော့မှ support ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ဒီအဖွဲ့အစည်းရဲ့ volunteering ကာလကတော့အများဆုံး2 လတည်ပဲဆိုတော့ကျောင်းတစ်ပတ်အလုပ်တစ်ပတ်နဲ့လူတွေအတွက်လည်းတကယ်ကိုအဆင်ပြေပြေပေါ့ပေါ့ပါပါနဲ့အကျိုးရှိအောင်စီစဉ်ပေးထားပါသေးတယ်။အခုကျွန်တော်တို့လှုပ်ဆောင်ပေးသွားမယ့်အစီအစဉ်လေးတွေထဲမှာ volunteer opportunity တွေဒါမကပဲနဲ့ online seminar တွေကိုပါဥဆောင်စီစဉ်ပေးသွားအောင်မှာဆိုတော့ကဲအားလုံးပဲစိတ်ဝင်စားရဆိုလို့ရှိရင်မြန်မာ U Bridge ကိုစောင့်ကြည့်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။